ခေတ်မှာလုပ်ငန်းတစ်ခုစနစ်တကျအလဲပတ်အောင်မြင်ခြင်းနဲ့ဆိုရင်တော့နည်းပညာကိုမှန်မှန်ကန်ကန်အသုံးချတတ်ရပါမယ်။ဒါကြောင့်66လမ်း38အေလမ်းထောက်မှာအသစ်ဖွင့်လှစ်ထားတဲ့စန်ထိတ်တန်းကဖေးကလည်းဆိုင်မဖွင့်ခင်ကလေးကနည်းပညာကိုအသုံးချဖို့အတွက် IT Star ရဲ့ ERS software ကိုယုံကြည်စွာရေးထည့်အသုံးပြုခဲ့ပါတယ်။စန်ထိတ်တန်းကဖေးမှာတော့အယောင်ပိုင်းကို tablet နဲ့စနစ်တကျကင်တွယ်ပြီးကုန်ကျန်းမှတ်တမ်းကနေပြီးတော့အရှုံးမြတ်စရင်အထိ ERS software နဲ့တိတိကျကျထိထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အယောင်စင်းတွေစနစ်ကြရုံနာမက store လက်ကျန်တွေကိုလည်းချက်ချင်းသိနိုင်ပြီးတော့ဆိုင်တစ်ဆိုင်လုံးကိုစနစ်တကျစောင့်ကြည့်နိုင်တဲ့အတွက်လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာ ERS software အသုံးပြုခြင်းနဲ့ဆိုရင်တော့ရန်ကုန်3991115336မန္တလေး3990951691ပြင်ဦးနယ်3988883333တို့ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။